တွေ့တာဆိုတော့ဟိုဦးလေးကိုကျွန်တော်တို့လှူပြီးတော့အပြင်မှာလေကွင်းမှာပေါ့လေကျွန်တော်ကအမတ်တရဘလော့ရိုက်ကျဲတွေ့တာမတွေ့တာတွေ့တာမြင်ရတယ်နေလို့တွေ့လားရှိတယ်မှတွေ့လားဒါမျိုးကြည့်ရခဲ့တွေ့လားကျွန်တော်ရန်ကုန်မှာဒါမျိုးမရှိဘူးကျွန်တော်ပေါ့ဒါကျွန်တော်ရန်ကုန်နေမှန်းလေးပြောတာမဟုတ်ပေါ့လေဒါကျွန်တော်အရှိတရားပြပြတော်ဒီတကယ်ရှားကြည့်ပြေးကြည့်ရှားခံစားတဘာဝတော့ဒါပဲကျွန်တော်ကလူတဲ့အလုပ်တွေတမ်းမလားအရင်ဝင်ကျက်နေတဲ့အခါမှာဒီလိုတဘာဝနဲ့ထိတွေ့ဖို့လိုတာပေါ့လေကျွန်တော်မအားတဲ့လူတွေပေါ့ကျွန်တော်တို့လိုမအားတဲ့လူတွေကျွန်တော်တို့လိုသိရမလားကျွန်တော်တို့တရားကိုတရားနဲ့ဆယ်မုန်းတဲ့လူတွေပေါ့လေအဲ့လိုလူတွေကြည့်လို့ရအောင်ကျွန်တော်တရားလေးကိုကျွန်တော်ရှားလိုက်တာရှားပြီးတော့ကျွန်တော်ဒါလေးကိုတင်ပေးတာဘာမှမဟုတ်တကယ်လို့အဆင်ပြေဆိုရင်အသေးလေးတော့ပေးခဲ့ပါကွာနော်ဘာရတော့မဟုတ်ဒါပေမဲ့ထုံးစံတိုင်းပါကွာအသေးလေးပေးခဲ့တော့โอเคချစ်တယ်နော်အပွားအားလုံးအပွား